မင်္ဂလာပါဒီအပိုင်းထဲမှာတော့ကျွန်တော်ကခြေထောက်ရဲ့ကိုယ်လုံးရဲ့ထိုးပြပေးမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ခြေထောက်အတွက်ပေါ့နော်ဖက်နှက်ရောင်လေးကိုအညူအောင်သုံးပါမယ်လူရဲ့ခန္ဓာကိုယ်အတွက်ဒီအသားရောင်လေးကိုသုံးပါမယ်ဇင်မောင်းမီအတူအတွက်ပြောင်းလေးကိုသုံးပြီးမှဟူဒီအင်ဂျီလေးအတွက်အနီရောင်လေးကိုအသုံးပြုပေးပါမယ်ခင်ဗျာဆိုတော့မိမိနှစ်သက်ရာအရောင်လေးကိုအသုံးပြုလို့ရပါတယ်ပထမဆုံးခြေထောက်ထိုးဖို့ရအတွက်ကျွန်တော်တို့ green ရှင်လေးကိုစတင်ပြုလုပ်မှာဖြစ်ပါတယ်ချီလီကတော့အညူအောင်လေးပါခင်ဗျာဒီအခါမှာဒီ green ရှင်လေးထဲမှာပုံပြီးတစ်ချက်တည်းတိုင်တို့9ကထိုးပါမယ်ခင်ဗျာ1 2 3 4တစ်ချက်5 1 2 3 4 5အချက်ရပြည့်ပြီဆိုရင်ဖြင်းချင်းစွာနဲ့ကြိုးလေးကိုဆွဲထုတ်လိုက်ပါမယ်ခင်ဗျာဒီလိုကြိုးလေးကိုဆွဲထုတ်ပြီးသွားပြီဆိုရင်ပထမဆုံးတစ်ပေါက်မှာတိုင်ပွားတစ်ခါထိုးပါမယ်ခင်ဗျာပထမဆုံးတစ်ပေါက်မှာတိုင်တို့တစ်ချက်စတင်ထိုးပါမယ်ပြီးရင်တော့ magic လေးကိုကျွန်တော်တို့မှတ်လိုက်ပါမယ်ခင်ဗျာ magic လေးမှတ်ပြီးပြီဆိုရင်တော့ဒီတစ်ပေါက်ထဲမှာပဲနောက်ထပ်တိုင်တို့တစ်ချိန်ဆက်ထိုးပါမယ်ခင်ဗျာဒါဆိုရင်တော့ပထမဆုံးတစ်ပေါက်အတွက်တိုင်ပွားလေးရပြီဖြစ်ပါတယ်နောက်တစ်ပေါက်မှာလည်းတိုင်တို့တစ်ခါနောက်ထပ်တိုင်တို့တစ်ခါဒါဆိုတိုင်ပွားလေးတစ်စုံရပါပြီတိုင်တို့တစ်ခါနောက်ထပ်တိုင်တို့တစ်ခါဒီလိုပုံစံနဲ့ကျွန်တော်အဆုံးထိထိုးလိုက်ပါမယ်တိုင်တို့တစ်ခါတိုင်တို့တစ်ခါတိုင်တို့တစ်ခါနောက်ထပ်တိုင်တို့တစ်ခါဒါဆိုရင်တော့ကျွန်တော်တို့နှစ်တန်းမြောက်ကလေးကိုပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးမှာလည်းပေါ့နော်ထိတ်ကလေးကိုပို့ပြီးတော့စီးသွားဖို့ရအတွက်ကြိုးလေးကိုဖြည်းဖြည်းလေးထပ်မံပြီးတော့ဆွဲလိုက်ပါမယ်ခင်ဗျာအခုတတိယတန်းအတွက်တိုင်တို့တစ်ခေါက်စတင်ထိုးပါမယ်ပြီးရင်တော့ magic လေးကိုကျွန်တော်တို့မှတ်လိုက်ပါမယ်ခင်ဗျာဒုတိယတစ်ပေါက်မှာကတော့တိုင်ပွားတစ်ချက်ထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်တို့တစ်ခါတိုင်တို့နှစ်ခါစုထိုးပါမယ်ခင်ဗျာဒါဆိုရင်သူဟာတိုင်တို့တစ်ခါပြီးရင်တော့တိုင်ပွားတစ်ခါထိုးပါမယ်ခင်ဗျာဒါဆိုရင်ပတ်ပတ်လက်တရံလုံးကိုတိုင်တို့တစ်ခါတိုင်ပွားတစ်ခါတိုင်တို့တစ်ခါတိုင်ပွားတစ်ခါဒီပုံစံလေးနဲ့အဆုံးထိရောက်တဲ့အထိထိုးပေးရမှာဖြစ်ပါတယ်ခင်ဗျာတိုင်တို့တစ်ခါတိုင်ပွားတစ်ခါပြီးရင်တိုင်တို့တစ်ခါတိုင်ပွားတစ်ခါဒါဆိုရင်ကျွန်တော်တို့တတိယတန်းလေးပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာသုံးတန်းမြောက်ပြီးတဲ့အခါမှာ၄တန်းမြောက်ထိုးဖို့ရန်အတွက်ကျွန်တော်တို့ကဖုန်မီအနောက်ပေါက်လေးကိုထိုးပါမယ်ခင်ဗျာဆိုတော့ဒီလိုမျိုးထိုးရမှာမဟုတ်ဘဲနဲ့ဖုန်မီရဲ့တချမ်းကိုယူမှာဖြစ်ပါတယ်ဖုန်မီကအရှိချမ်းနဲ့အနောက်ချမ်းဆိုပြီးတော့နှစ်ချမ်းရှိတဲ့အနက်မှာကျွန်တော်တို့ကဖုန်မီရဲ့အနောက်ချမ်းကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်အခေါ်အဝေါ်အဖြစ်ဆိုရင် BLO လို့ခေါ်ပါတယ်ခင်ဗျာဖုန်မီရဲ့အနောက်ပေါက်ကနေပြီးတော့တိုင်တိုလေးတစ်ချက်စတင်ထိုးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ထုံးစံတိုင်း magic လေးကိုကျွန်တော်တို့မှတ်လိုက်ပါမယ်ပြီးရင်တော့တိုင်တိုနောက်တစ်ချက်ထပ်ထိုးပါမယ်ပတ်ပတ်လေကြီးမှာတိုင်တိုကြီးပဲထိုးသွားမှာဖြစ်ပါတယ်သတိတစ်ချက်ထားမယ့်အရာကတော့ရိုးရိုးမဟုတ်ဘဲနဲ့ဖုန်မီရဲ့အနောက်ပေါက်ကိုယူပြီးတော့မှတိုင်တိုထိုးရမှာဖြစ်ပါတယ်ခင်ဗျာ5ပြီးရင်6ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးထိုးပေးပါပြီးရင်9ပြီးရင်တော့10ပြီးရင်ပြီးရင်တော့10ပြီးရင်17ပြီးရင်12ပြီးရင်13ပြီးရင်14နောက်ဆုံးတစ်ပေါက်မှာ15ဒါဆိုရင်ကျွန်တော်တို့၄တန်းမြောက်လေးလည်းပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာ
9ရံမြောက်အနေနဲ့ကကြတော့ကျွန်တော်တို့ကဘယ်လိုထိုးမလဲဆိုရင်တိုင်တို့3ချက်တီတီကိုထိုးပါမယ်ခင်ဗျာဒါကြောင့်မလို့ပထမဆုံးတိုင်တို့ထိုးပြီးတဲ့အခါမှာကျွန်တော်တို့ magic လေးနဲ့ပြန်ပြီးတော့မှတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ magic လေးနဲ့မှတ်ပြီးပြီဆိုရင်တိုင်တို့2ခါတိုင်တို့3ခါဒါလေးပြီးရင်တော့ကျွန်တော်တို့တိုင်ရော့ကိုစဆင်းမှာဖြစ်ပါတယ်တိုင်ရော့ဆိုတာဟာပထမတစ်ပေါက်ရဲ့ဒုတိယတစ်ပေါက်ရဲ့နှစ်ပေါက်စလုံးယူပြီးမှတစ်ပြိုင်နက်တည်းဆွဲထုတ်ခြင်းကိုတိုင်ရော့လို့ခေါ်ပါတယ်ခင်ဗျာအင်္ဂလိပ်လို့ဆိုရင်တော့ degree လို့ခေါ်ပါတယ်ဆိုတော့ဒုတိယတိုင်ရော့တစ်ခေါက်ထပ်လုပ်ပါမယ်ဒုတိယတိုင်ရော်လေးတစ်ခေါက်ထုတ်ပြီးွားပြီဆိုရင်တတိယတိုင်ရော်လေးတစ်ကြိမ်ထပ်လုပ်ပါမယ်ခင်ဗျာတတိယတိုင်ရော်လေးကိုလုပ်ပြီးသွားပြီဆိုရင်နောက်ဆုံးစတုထတိုင်ရော်ကလေးကိုကျွန်တော်တို့ပြုလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီလိုတိုင်တို့3ချက်တိုင်ရော်4ချက်လေးရလာပြီဖြစ်ပါတယ်ခင်ဗျာဒီပြီးရဲ့အချိန်မှာတော့ကျွန်တော်တို့ကြန့်ရှိနေတဲ့ဖုံမီအပေါက်တွေထဲမှာတိုင်တို့စုစုပေါင်း4ချိန်တီတီကိုထိုးပါမယ်ခင်ဗျာ1 2 3 4ဒါဆိုရင်တော့ကျွန်တော်တို့9ရံမြောက်ကိုလည်းအောင်မြင်စွာထပ်မံပြီးတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်6တန်းမြောက်အတွက်ကျတော့တိုင်တို့3ချက်ထိုးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်တို့တစ်ချက်ထိုးပြီးရတဲ့တစ်ပြိုင်နဲ့မန်ဂျင်လေးနဲ့မှတ်လိုက်ပါမယ်ခင်ဗျာပြီးပြီဆိုရင်တော့နောက်ထပ်တိုင်တို့တစ်ချက်နောက်ဆုံးတိုင်တို့တစ်ချက်စုစုပေါင်းတိုင်တို့1 2 3ချိန်ရှိပါတယ်ခင်ဗျာပြီးပြီဆိုရင်တော့တိုင်ရော်ကလေးကို2ချိန်တီတီထိုးပေးမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ချက်မှာလည်းတိုင်ရော်လေးတစ်ချိန်ထိုးပါမယ်ခင်ဗျာဒါဆိုရင်တော့စုစုပေါင်းတိုင်ရော်လေး2ချိန်ရသွားပါပြီကျန်ရှိနေတဲ့ဖုန်မီပေါင်းမှာတိုင်တို့4ချက်ထပ်မံပြီးတော့ထိုးပါမယ်ခင်ဗျာတိုင်တို့တစ်ချက်ပြီးတိုင်တို့2ချက်နောက်ဆုံးတစ်ပေါက်မှာလည်းတိုင်တို့တစ်ချက်ထိုးပါမယ်သို့တော့နောက်ဆုံးအပေါက်ရဲ့တိုင်တို့တစ်ချက်ကိုကြတော့ကျွန်တော်တို့ကအပြစ်မလုပ်သေးဘဲနဲ့တဝက်လုပ်ပြီးမှအသားရောင်ချီလေးနဲ့အရောင်ကိုပြောင်းလဲပလိုက်ပါမယ်ခင်ဗျာဒါဆိုရင်အခုကျွန်တော်လက်ထဲမှာပြတဲ့အသားရောင်ချီကလေးနဲ့ join ပြီးမှကျွန်တော်တို့ကအလိုရှိရာချီကိုဆက်လက်ပြီးတော့ထိုးလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ချီလေးကိုအသေးစိတ်လေးဆက်ပြထားပါတယ်အောက်ကျိုးကနေတဆင့်ကျွန်တော်တို့တပတ်ရစ်ပြီးမှကျွန်တော်တို့ဒီပြန်လဲပြီးတော့ချီအသက်စားလေးကိုဆွဲထုတ်လိုက်ပါခင်ဗျာပြီးရဲ့အချိန်မှာတိုးတဲ့ကျွန်တော်အသက်ဆက်ထားတဲ့ချီအရောင်နဲ့ရှင်းလျားတဲ့ပထမကျိုးကိုကျွန်တော်ဆွဲလိုက်မယ်ဆိုရင်တကယ်ပဲတင်းကျပ်ပြီးမှပထမဆုံးကျွန်တော်တို့အယောင်ပြောင်းခြင်းကိုအောင်မြင်ပြီးဆုံးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တရံထုတ်ဖို့ရန်အတွက်ကျွန်တော်တို့ကမပြီးဆုံးသေးသောတိုင်တိုလေးကိုဒီကျိုးအယောင်လေးချိန်ပြီးတော့တပြိုင်နက်ကျွန်တော်တို့အဆုံးတက်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့စုစုပေါင်း6တန်းမြောက်ပြီးဆုံးသွားပြီခင်ဗျာ6တန်းမြောက်ပြီးဆုံးသွားပြီဆိုရင်ကျွန်တော်9တန်းမြောက်ထိုးဖို့ရန်အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့ BLO ကိုထိုးပါမယ်ခင်ဗျာ BLO ဆိုတာကတော့ကျွန်တော်ခုနပြထားတဲ့အတိုင်းတစ်ပေါက်လုံးကိုယူတာမဟုတ်ပဲနဲ့အစိနဲ့အနောက်ရှိတဲ့အနက်ကျွန်တော်တို့အနောက်ဘက်အချမ်းကိုရွေးယူမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီလိုရွေးယူပြီးပြီဆိုရင်ရှက်ကောစုစုပေါင်း9ချက်တီတီကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်ရှက်ကောဖုန်မီအနောက်ပေါက်เนาะဖုန်မီအရှိပေါက်နဲ့မှားတတ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဖုန်မီအနောက်ပေါက်လေးပေါ့เนาะရှက်ကော2ခါပြီးရင်ရှက်ကော3ခါပြီးရင်နောက်ထပ်ရှက်ကော4ခါပြီးရင်နောက်ထပ်ရှက်ကော5ခါတတိလီတော့ထားပြီးတော့ထိုးပေးဖို့ရန်အတွက်လည်းပြောကြားလိုပါတယ်။ဘာလို့လဲဆိုတော့နည်းနည်းလေးသေးရတဲ့အတွက်ကြောင့်လို့ပေါ့နော်။တချို့နေရာတွေကထိုးရနည်းနည်းလေးတော့ခက်ပါတယ်။6ခါပြီးရင်9ခါပြီးရင်10ခါနောက်ဆုံးတစ်ပေါက်မှာကျွန်တော်တို့9ခါ
ဒီလိုပုံစံလေးရသွားမှာဖြစ်ပါတယ်ခင်ဗျာဒီလိုပုံစံလေးရောက်ပြီဆိုရင်ကျွန်တော်တို့ကမလိုအပ်တဲ့ကြိုးတွေကိုခြီးပြီးတော့ကကြီးနဲ့တခါတည်းညှက်ပစ်ပြီးတော့ဖယ်ရှားလိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မလိုအပ်တဲ့ခြေစားလေးတွေကိုတင်ကြည့်ပြီးပြီဆိုရင်တော့ရှစ်တန်းမြောက်ကိုကျွန်တော်စတင်ထိုးပါမယ်ခင်ဗျာရှစ်တန်းမြောက်ကိုထိုးဖို့ရန်အတွက်လည်း BLO ဆိုတဲ့အရာကိုပဲသုံးရမှာဖြစ်ပါတယ် BLO ကိုမှတိုင်တို့ထိုးပါမယ်ခင်ဗျာ BLO တိုင်တို့တစ်ချက်ပြီးရင် BLO တိုင်တို့နှစ်ချက်ပြီးရင်BLO တိုင်တို့3ချက်ဆိုတော့ BLO ရှက်ကော်လို့ပြီးရင် BLO တိုင်တို့ထိုးရတော့နည်းနည်းလေးတော့လောက်ဝင်ပါတယ် BLO တိုင်တို့4ချက်ပြီးရင် BLO တိုင်တို့5ချက်ပြီးရင် BLO တိုင်တို့6ချက်ပြီး BLO တိုင်တို့9ချက် BLO ဆိုတာဖုန်မီရဲ့အနောက်ပေါက်ပြောတာပါပြီးရင်ဖုန်မီရဲ့အနောက်ပေါက် BLO တိုင်တို့10ချက်နောက်ဆုံးဖုန်မီရဲ့အနောက်ပေါက် BLO တိုင်တို့9ချက်တိတိကိုကျွန်တော်တို့ထိုးပါမယ်ခင်ဗျာကျွန်တော်တို့အခု round 9နဲ့10ကိုတိုင်တို့ကြီးပဲထိုးပါမယ်တိုင်တို့တစ်ချက်ထိုးပြီးရင်magic လေးနဲ့မှတ်လိုက်ပါမယ်ခင်ဗျာပြီးရင်ပတ်ပတ်လေးတိုင်တို့ထိုးပါမယ်တိုင်တို့2ခါပြီးရင်တိုင်တို့3ခါပြီးရင်တိုင်တို့4ခါပြီးရင်တိုင်တို့5ခါပြီးရင်တိုင်တို့6ခါပြီးရင်တိုင်တို့9ခါပြီးရင်တိုင်တို့10ခါနောက်ဆုံးတိုင်တို့9ခါတိတိထိုးပါမယ်ခင်ဗျာဒီလိုမျိုးဟာကိုကျွန်တော်တို့9:30နှစ်တန်းထိုးပေးပါခင်ဗျာဒီလိုမျိုးဆိုရင်9:30နှစ်တန်းထိုးပြီးပြီဆိုရင်အခုပြထားတဲ့ပုံစံလေးကျွန်တော်တို့ရပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်နောက်ထပ်ပေါ့နော်အရှိကိုစမတက်ခင်ကျွန်တော်တို့ကဖက်နှက်ထဲကိုဆီလီကွန်လေးအနှဲငယ်ဖြည့်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ဆီလီကွန်လေးကိုဖြည့်ထည့်တဲ့အခါမှာကျွန်တော်တို့တည်တည်ချာချာလေးပေါ့နော်စက်နေအောင်ထူးထူးတဲလေးနဲ့ကြည်ကြည်လေးလေးဖြစ်အောင်ဆီလီကွန်လေးကိုတည်တည်ချာချာထိုးသိပ်ပေးပါခင်ဗျာကျွန်တော်တို့ပြုလုပ်ပြီးပြီဆိုရင်အယောင်ချင်းပါမယ်ခင်ဗျာဒါဆိုရင်အယောင်ချင်းဖို့ရင်အတွက်ပေါ့နော်ကျွန်တော်တို့ဘောင်းပြီးမှအသုံးပြုခြင်းနဲ့အယောင်လေးကိုကျွန်တော်တို့ကအချိန်ကျပြုလုပ်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာဂျင်မောင်းမီအတိုလေးကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပြာရောင်ချီလေးနဲ့ပဲကျွန်တော်ကအယောင်လေးကိုပြောင်းလဲလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ချီလေးကိုတည်တည်ချာချာပေါ့နော်လိုအပ်သလိုဆွဲဆန်းပြီးတဲ့အခါမှာကျွန်တော်ချီနှောင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကမပြီးပြည့်သေးတဲ့တိုင်တော်လေးကိုအခုအပြောင်ချီလေးနဲ့အပြီးတက်လိုက်ပါမယ်ပြီးတဲ့အခါမှာကျွန်တော်တို့က17တန်းမြောက်ကိုထိုးဖို့ရန်အတွက်ကျွန်တော်တို့စတင်ပါမယ်17တန်းဒီလေကျွန်တော်တို့ကဖုန်မီရဲ့အနောက်ပေါက်ကိုယူမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်မီရဲ့အနောက်ပေါက်ကိုမှရှော့ကိုလေးထိုးပေးပါမယ်ခင်ဗျာကျွန်တော်ပထမဖက်နှက်မှာထိုးခဲ့တဲ့ပုံစံလေးအတိုင်းပဲထိုးရမှာဖြစ်ပါတယ်ခင်ဗျာစုစုပေါင်းကျွန်တော်တို့ရှော့ကို9ချက်တိတိကိုထိုးပါမယ်ခင်ဗျာဒါလေးနဲ့ဆိုရင်တော့ရှော့ကို3ချက်ပြီးတဲ့အခါမှာနောက်တစ်ပေါက်မှာရှော့ကို4ချက်ပြီးနောက်တစ်ပေါက်မှာရှော့ကို5ချက်နောက်တစ်ပေါက်မှာရှော့ကို6ချက်
နောက်ထပ်တစ်ပေါက်မှာရှော့ကော9ချက်နောက်ထပ်တစ်ပေါက်မှာရှော့ကော10ချက်နောက်ဆုံးတစ်ပေါက်မှာရှော့ကော9ချက်ထိုးပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အခုရှော့ကောလေးတွေထိုးပြီးပြီဆိုရင်မလိုလားတဲ့ခြေလေးတွေကိုကျွန်တော်တစ်ခါတည်းညှက်ပြီးတော့ပေါ့နော်တင်လိုက်ပါမယ်ခင်ဗျာခြေလေးတွေကိုတင်ဆဲပြီးပြီဆိုရင်ကျွန်တော်တို့12တန်းမြောက်ကိုစတင်ထိုးတော့မှာဖြစ်ပါတယ်ခင်ဗျာ12တန်းမြောက်ကကြတော့ဖုတ်မီအနောက်ပေါက်ကိုမှတိုင်တိုထိုးရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ဖနက်ကနေပြီးမှခြေထောက်ရဲ့အသားရောင်တက်တဲ့အခါမှာထိုးခဲ့တဲ့ပုံစံလေးအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဖုတ်မီအနောက်ပေါက်ကိုမှတိုင်တိုစုစုပေါင်း9ခါထိုးပါမယ်တိုင်တိုတစ်ခါပြီးရင်တိုင်တို2ခါပြီးရင်ကျွန်တော်တို့တိုင်တို3ခါပြီးရင်ကျွန်တော်တို့တိုင်တို4ခါပြီးနောက်တစ်ပေါက်မှာလည်းတိုင်တိုတစ်ခါစုစုပေါင်းတိုင်တို5ခါပြီးရင်တော့နောက်တစ်ပေါက်မှာလည်းဖုံးမီနောက်ပေါက်တိုင်တိုတစ်ခါတိုင်တို6ခါပြီးရင်နောက်တစ်ပေါက်မှာလည်းတိုင်တို9ခါနောက်တစ်ပေါက်မှာလည်းတိုင်တို10ခါနောက်တစ်ပေါက်မှာတော့တိုင်တို9ခါဒီလိုမျိုးပေါ့နော်အရန်ကိုကြက်ပြီးတော့ထိုးဟာခတ်တယ်ဆိုရင်ကျွန်တော်ကတော့ဘာလို့လေးရှိလဲဆိုတော့ aside လေးကိုတစ်ချက်ပြောင်းလိုက်ပါတယ်အခုဆိုရင်4ကနေ3ကိုပြောင်းလဲပြီးတော့ပေါ့နော်ကျွန်တော်ထိုးလိုက်ပါတယ်ခင်ဗျဆိုရင်နည်းနည်းလေးတော့ပွပွလေးယူလေးဖို့တော့မမေ့ပါနဲ့ခင်ဗျပြီးရင်တော့ကျွန်တော်အသုံးပြုတဲ့ aside လေးကိုပြန်ပြောင်းလိုက်ပါမယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်73တန်းမြောက်လေးကိုစပါပြီပထမဆုံးတိုင်တိုတစ်ချက်ထိုးမယ်ပြီးရင်မှတ်သိမ်းမှတ်ပါမယ်ပြီးရင်တဒန်းလုံးပတ်ပတ်လေးတိုင်တိုကြီးပဲထပ်ထိုးပါမယ်ခင်ဗျာတိုင်တို2ခါတိုင်တို3ခါတိုင်တို4ခါပြီးရင်တိုင်တို5ခါတိုင်တို6ခါပြီးရင်တိုင်တို9ခါတိုင်တို10ခါနောက်ဆုံးတိုင်တို9ခါဒါဆိုရင်တော့ဒီလိုပုံစံလေးနဲ့ခြေထောက်လေးတစ်ချောင်းကိုစတင်ရရှိပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကကြိုးလေးကိုမတူမရှိလေးဖြတ်လိုက်ပါမယ်ခင်ဗျာပြီးရင်အလျက်တစ်စင်းကြိုးလေးကိုဆွဲထုတ်လိုက်ပါမယ်ခင်ဗျာရှော့ကောတော့ထည့်စရာမလိုပါဘူးခင်ဗျာဒါဆိုရင်ဒီလိုပုံစံလေးရလာပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဖုတ်မီတန်းလေးကြံထားတဲ့နေရာတွေမှာပေါ့နော်ဒီဖုန်မီအနောက်ပေါက်ကိုတုံးလွှမ်းနေရတဲ့မှာကျွန်တော်တို့ဒီအရှိအပေါက်ချမ်းလေးတွေပေါ်လာပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကအကလေးကို17တန်းမြောက်ကအရှိအပေါက်ပေါက်မှာတွားရောက်သွင်းပါမယ်ခင်ဗျာဘာရောက်လေးနဲ့လဲဆိုတော့ချင်းပေါင်းမီအပြောင်းလေးနဲ့ပဲကျွန်တော်ကသွင်းလိုက်ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကအသားရောင်လေးနဲ့လေတကြံပေါ်သလိုအပြာရောင်လေးနဲ့လေတကြံပို့ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့က17တန်းမြောက်ဖြစ်တဲ့အသားရောင်လေးမှာပဲကျွန်တော်တို့အလေးကိုစတင်သွင်းလိုက်ပါမယ်ခင်ဗျာအလေးကိုသွင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့အသုံးပြုခြင်းနဲ့ခြေလေးကိုကျွန်တော်တို့ခေါ်လာပါမယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အယောင်လေးကိုစတင်ဆက်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတိုင်တိုထိုးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်မီလေးတစ်ချက်စတင်တက်ပါမယ်ခင်ဗျာတက်ပြီးတဲ့အခါမှာခုနဖုန်မီတက်တဲ့အပေါက်မှာပဲပေါ့နော်ကြိုးလေးကိုတစ်ခါတည်းသိမ်းပြီးမှတိုင်တိုလေးကိုကျွန်တော်တို့စားထိုးပါတယ်တိုင်တိုလေးတစ်ချိန်ပြီးရင်အဲဒီဖုန်မီရဲ့အရှိဘက်ကြိုးပေါ်နေတဲ့တဒန်းလုံးကိုပေါ့နော်ကျွန်တော်တိုင်တိုကြီးပဲတောက်လျှောက်ထိုးသွားမှာဖြစ်ပါတယ်တိုင်တို2ချိန်ထိုးတဲ့အခါမှာကြိုးလေးတစ်ခါတည်းသိမ်းသွားပြီးပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာပြီးတတိယအပေါက်မှာလည်းတိုင်တို3ချိန်ပြီးကြိုးလေးကိုခေါ်ပြီးတော့တစ်ခါတည်းပြန်လဲဆွဲထုတ်သွားမယ်ပြီးရင်နောက်တစ်ပေါက်မှာလည်း
တိုင်တို့တစ်ချိန်ထပ်မှန်ပြီးတော့ထိုးပါမယ်ခင်ဗျာတိုင်တို့၄ချိန်မြောက်ပါခင်ဗျာနည်းနည်းလေးတော့တတိလေးထားပြပါခင်ဗျာကြက်ပါတယ်ပြီးရင်နောက်တစ်ပေါင်းမှလည်းတိုင်တို့လေးတစ်ချိန်ထပ်ထိုးပါမယ်တိုင်တို့၅ချိန်ပြီးရင်နောက်တစ်ပေါင်းမှလည်းတိုင်တို့လေးတစ်ချက်ထပ်ထိုးပါမယ်တိုင်တို့6ချိန်တိုင်တို့6ချိန်ရပါပြီပြီးရင်နောက်တစ်ပေါင်းမှလည်းတိုင်တို့လေးတစ်ချက်ထပ်ထိုးပါမယ်တိုင်တို့9ချိန်ပြီးရင်နောက်တစ်ပေါင်းမှလည်းတိုင်တို့လေးတစ်ချက်ထပ်သွင်းပါမယ်တိုင်တို့10ချိန်နောက်ဆုံးတစ်ပေါင်းမှာတော့တိုင်တို့လေးတစ်ချက်သွင်းပါမယ်တိုင်တို့9ချိန်ဒါလေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီလိုအရစ်ပုံစံလေးရောက်လာပြီပေါ့နော်ဒီခြေထောက်လေးကိုခောက်ထားတဲ့ပုံစံလေးဖြစ်သွားပါပြီခင်ဗျာဒီလိုပုံစံလေးရပြီဆိုရင်တော့ကျွန်တော်တို့ကကြိုးလေးကိုဖြတ်လိုက်ပါမယ်ခင်ဗျာပြီးရင်ပထမဆုံးမြောက်တန်းလေးမှာ short body တစ်ချက်နဲ့ကျွန်တော်တို့ခြေလေးကိုအဆုံးသတ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကချီလေးနဲ့ကြိုးအတူလေးဖြတ်ပြီးတော့ကျွန်တော်တို့အလေးနဲ့အတူခြေလေးကိုထုတ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ခြေထောက်လေးရရှိသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခြေထောက်လေးကတော့စုစုပေါင်း2ချောင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးရခါမှာမလိုလားအပ်တဲ့နေရာတွေမှာကျွန်တော်တို့ကခြေလေးတစ်ခါတည်းပြောင်းသွားအောင်ချုပ်အလေးနဲ့လိုက်လံပြီးတော့တင်ဆဲပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်အခုချိန်မှာအရန်ကိုရှင်းလင်းတဲ့ခြေထောက်လေးရပြီဆိုရင်တော့နောက်ဆုံးလောက်ရမယ့်အဆင့်လေးကတော့ဆီလီကွန်ဖြည့်ရမယ့်အဆင့်လေးပါပဲခင်ဗျာဒါဆိုရင်ကျွန်တော်တို့ရှိတဲ့ခြေထောက်နှစ်ချောင်းလေးကိုဆီလီကွန်လေးနဲ့ကျွန်တော်တို့ဖြည့်ဆွဲပေးလိုက်ပါမယ်ခင်ဗျာဆီလီကွန်လေးကိုစိတ်ရှိရှိနဲ့ကိုလိုချင်တဲ့ပမာဏကိုလိုချင်တဲ့ခြေထောက်အချိုးအစားတိုင်းရတဲ့အထိဖြည့်ဆွဲပေးပါခင်ဗျာဒါလေးဖြည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ခြေထောက်ထိုးပေးတဲ့သင်ခန်းစာလေးလည်းပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်လို့အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာတခုခုနားမလည်ရရှိပြီဆိုရင်လည်းကျွန်တော်ကိုလာအောင်မေးမြန်းလို့ရပါတယ်ခင်ဗျာ